အားလုံးပဲမင်္ဂလာပါဒုတိမင်းသား YouTube Channel ကနေအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်နော်ဆရာကတနင်္လာအင်္ဂါ2ရက်မွေနော်မိန်း3ခွက်ကိုတင်ပေးခဲ့တယ်နော်အဲ့ထဲမှာ6-3တဲတစ်ခွက်ကိုဒီတနင်္လာညနေမှာပဲအောင်မြင်သွားခဲ့တယ်ဗျာနော်ဒီဗီဒီယိုလေးကလည်းတော်တော်လေးကိုပေါက်သွားခဲ့တယ် view နော်ကြည့်ရှုသူအားလုံးပေါင်း3သိန်းကျော်အထိရောက်ရှိသွားတယ်ပေါ့နော်အဲ့တော့တော်တော်များများအဆင်ပြေသွားကြပြီထင်တယ်နော်ဆရာအကောင်းဆုံးကြိုးစားပေးခဲ့တယ်ဆရာရဲ့ကြိုးစားမှုတွေဆရာရဲ့စေတနာတွေကအရာထင်လာတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆရာရဲ့ဗီဒီယိုလေးကိုကြည့်ရှုအားပေးနေကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းဆရာကဒီကနေပြီးတော့ကျေးဇူးတင်ကြောင်းပြောချင်ပါတယ်နော်ဒီဗီဒီယိုလေးကတော့မနက်ဖြန်25ရက်3လ2025အင်္ဂါနေ့နေကုန်းစာအတွက်အပိုင်တစ်ကွက်ကောင်းကိုဆရာကချပေးသွားမှာပဲဖြစ်ပါတယ်နော်အမျိုးတို့အနေနဲ့အရှုံးများနေတဲ့သူတွေအကျွေးတင်နေတဲ့သူတွေနော်ငွေပုံငွေရှန်ရကျင်တဲ့သူတွေတကြံနာနီးတော့အလှပွဲတွေကျင်းပကျင်တဲ့သူတွေကဆရာရဲ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးကြပါနော်ဆရာကအားစရာမလိုတဲ့အပိုင်တစ်ခွက်ကောင်းကိုချပေးသွားမှာပဲဖြစ်တယ်ဆရာရဲ့ဒီ YouTube Channel လေးကို Subscribe မနှိပ်ရသေးဘူးဆိုရင် Subscribe လေးနှိပ်ခဲ့ပေးကြပါအောင်ဗျနော်တဦးမြင်တဦးပေါင်းမဟုတ်ပဲအများမြင်အများပေါအောင် share လို့ရတဲ့နေရာလေးတွေမှာ share ပေးထားကြပါနော်ဆရာကိုကြည့်ရှုအားပေးနေကြတဲ့နော်သူတွေဆိုရင်တော့သိပါပါဆရာဘက်ကနေပြီးတော့ငွေတစ်ပြားတစ်ချက်မှအခုချိန်ထိကြိုလဲမတောင်းခဲ့သလိုကြိုလဲမယူခဲ့ဘူးငွေတစ်ပြားတစ်ချက်မှလည်းတောင်းယူခဲ့ခြင်းမရှိပါဘူးနော်ဆရာကိုအားပေးနေကြတဲ့သူတွေဆိုရင်အားလုံးသိကြလိမ့်မယ်အခုချိန်ထိဆရာငွေတစ်ပြားတစ်ချက်မှမတောင်းယူခဲ့ပါဘူးပေါ့နော်ကဲဒါပေမဲ့ဆရာကအခုကနေစပြီးတော့မန်ပါဝင်ပထမဆုံးအနေနဲ့မန်ပါဝင်အယောက်90ကိုလက်ခံပေးသွားမှာပဲဖြစ်ပါတယ်ဆရာကိုလာမင်းနေကြရဲဆရာမန်ပါဝင်မခေါ်ဘူးလားမခေါ်ဘူးလားဆိုပြီးလာမင်းနေကြတဲ့သူအများများလာလို့ဆရာကမမဝင်အယောက်90ကိုလက်တွဲခေါ်ပေးသွားမှာပဲဖြစ်ပါတယ်ဒီမမဝင်အယောက်90ကိုတော့ဆရာကမနှက်ဖြန်နေကုန်းစာအတွက်အပိုင်တစ်ခွက်ကောင်းကိုမြစ်တာလက်ဆောင်အနေနဲ့ပေးသွားမှာပဲဖြစ်တယ်เนาะအပိုင်တစ်ခွက်ပါအပိုင်ထွက်ကိုထွက်ပါလိမ့်မယ်เนาะသိကြပါတယ်တကယ်လို့အိုက်ကနန်းမထွက်ခဲ့ရင်ဆရာကမမကြီးရဲ့ဆယ်စာကိုရော်ပေးသွားမှာပဲဖြစ်ပါတယ်ပေါ့เนาะဆရာရဲ့မမကြီးတွေကဒီတပတ်စာကို3000ယူပါတယ်เนาะ3000မှာမထွက်ခဲ့ရင်မနေ့ပြန်ပေးတဲ့အပိုင်းတစ်ခွက်သာမထွက်ခဲ့ရင်ဆရာကမမကြီးရဲ့စေစာ3သိန်းကိုပြန်ပြီးတော့ရော်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့တကယ်စိတ်ဝင်စားတယ်တကယ်လိုချင်တယ်ဆရာနဲ့လက်တွဲပြီးတော့ရှေ့ဆက်ချင်တယ်ဆိုရင်တော့ဆရာပြထားတဲ့ဖုန်းနံပါတ်လေးတွေကိုဆက်သွယ်ပြီးတော့လာပြီးတော့မေးမြန်းလို့ရပါတယ်ဆရာကိုပေါက်ပေးပေးလားလို့လာမမေးပါနဲ့เนาะဆရာပေါက်ပေးမပေးပါဘူးเนาะငွေကြိုယူပါမယ်မန်ပါကြီးကြိုယူပါမယ်3000မှာတပတ်စာလုံးအစင်ကိုပြည်စီရမယ်ဗျာเนาะမနေ့ပြန်ကြရင်မမလာဝင်တဲ့အယောက်90ကိုအပိုင်တစ်ခွက်ကောင်အင်္ဂါနေ့နေကုန်းစာအတွက်အပိုင်တစ်ခွက်ကောင်ကိုချပေးသွားမှာပဲဖြစ်တယ်။เนาะတေချာလေးနားထောင်ပြီးပါเนาะအပိုင်တစ်ခွက်ကောင်ချပြီးမယ်။တစ်ခွက်ပဲချပေးပါမယ်။မမဝင်တဲ့သူငွေအရင်လွှဲတဲ့သူကိုတစ်ခွက်ကောင်ချပေးပါမယ်။တကယ်လို့ဒီတစ်ခွက်ကောင်သာမထွက်ခဲ့ရင်တော့ဆရာကမမကြီးရဲ့အစစေစားပေါ့เนาะစေစားကိုဆရာကပြန်ပြီးတော့လျှော်ပြီးသွားမှာပဲဖြစ်တယ်။အဲ့တော့ဒီလိုမျိုးအာမခံချက်အပြည့်ပြီးတဲ့ဆရာနဲ့လက်တွဲမလားကိုမကိုစိတ်ထင်ရတယ်ထိုးပြီးတော့အရှုံးလူပေးရလိုက်ထိုးဒီလူပေးရလိုက်ထိုးပြီးတော့အရှုံးပေါ်နေတာပဲလိုချင်သလားဒီလိုမျိုးဆရာလိုမျိုးအာမခံချက်အပြည့်အဝပေးတဲ့ဆရာနဲ့လက်တွဲပြီးတော့ပဲအနိုင်ငွေထိုင်သိမ်းကျင်တာဆိုတော့ကိုယ့်ဘာသာကိုစဉ်းစားပါတော့။ကဲဒါဆိုရင်တော့အားလုံးပဲအဆင်ပြေကြပါစေပထမဆုံးလာတဲ့အယောက်90ပဲလက်ခံပြောင်းမှာပဲဖြစ်ပါတယ်ခင်ဗျာ။